ဒီတရင်သာရှင်းလင်းပွဲအနေနဲ့စစ်တပ်ကလုံမယ်ဒါပေမဲ့အဲ့ဒါကိုပြည်သူအများကဂရုစိုက်မှလည်းမဟုတ်ဘူးဒါအရောအဝေမှာမဟုတ်ဘူးတရင်သမားတွေထဲမှာလည်းတပိတ်မောက်တာတွေလည်းရှိမှာပဲအထူးသဖြင့်ဗျာဒီတရင်တပ်ပုံနဲ့တင်တဲ့လူတွေရဲ့တန်ဖိုးကအစကျွန်တော်ပြောချင်တယ်တချို့တွေကဒီတင့်ကားတွေတန်ကြပ်ကားတွေရှေ့မှာရိုက်ထားတဲ့ပုံတွေမှာပျော်ရွှင်နေတဲ့ဆိုတဲ့ပုံမျိုးနဲ့မဖြစ်ဘူးအဓိကတချို့ဒီလိုက်လဲနင်းနာနာခံစားရတဲ့ပုံတွေဒီလိုတန်ကြပ်ကားတွေအဝိုင်းခံထားတဲ့အချိန်မှာပြည်သူတွေရဲ့နာကျင်မှုတွေကိုပြနိုင်တဲ့သူစိတ်နှလုံးကိုညှို့နှူးသွားအောင်ဒါမျိုးတွေကအင်မတန်မှကဘာကိုထိစေတဲ့နှလုံးသားကိုထိမှန်စေတဲ့ဓာတ်ပုံမျိုးတွေပေါ့အဲ့ဒီလိုဉာဏ်ပညာမျိုးနဲ့တင်တာမျိုးကိုလိုချင်တယ်ပေါ့သူတို့တန်ဖိုးပေါ့နော်ဒါသူတို့ရဲ့ရွေးချယ်နိုင်မှုတန်ဖိုးအဲ့ဒီလိုပဲဒီတပိတ်မောက်အဖွဲ့တွေကိုလမ်းကြောင်းကိုစီမံနေတဲ့လူတွေမှာလည်းသူတို့ရဲ့ view ဟာကိုနားလည်တဲ့သူတွေကဥဆောင်နေရတယ်တချို့ဆိုလို့ရှိရင်ဗျာဒီမှာကျွန်တော်တို့တချို့အာရုံလွှဲကျင်တာတွေရှိတယ်ဒါအင်အားကောင်းတဲ့နေရာကိုမကောင်းအောင်ခွဲထုတ်ကျင်တာတွေရှိတယ်အဲ့ဒီအခါမှာလမ်းကြောင်းကိုတာဝန်ယူနေရတဲ့လူတွေရဲ့ view ဟာကြတဲ့အမျှော်အမြင်တွေဟာအမတန်အရေးကြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တာဒီတပိတ်သမားတွေကိုတမင်းချွတ်ကြေးတွေကလူတွေကအစပိုစတာလေးတစ်ခုကင်ပြီးတော့တာဝန်ဝင်ထားတဲ့ဖျဲသီးရောင်းတဲ့ကလေးမလေးအစအားလုံးတာဝန်ရှိပါတယ်တန်ဖိုးလည်းကြီးကြပါတယ်ဒါပေမဲ့အဓိကကတော့တာဝန်ကြီးယူတဲ့လူတွေရဲ့ဉာဏ်အမျှော်အမြင်တွေပေါ့အဓိကချက်ကအများအားပြောတယ်ဒီ CDM ကိုမပြတ်ဘူးပဲမျက်ချီမပြတ်ဘူးပဲဝန်ထမ်းပေါင်းစုံရဲ့တပိတ်အလုံးမစင်းရေးဆိုတာကိုလုံးဝအာယုံမပြတ်သွားဘူးပဲအဲ့တော့ရပ်ပိုင်းတွေထဲမှာတွေ့ရလိမ့်မယ်ဒီအင်အားကောင်းနေတဲ့တပိတ်တွေစီကံကြတဲ့တပိတ်တွေကိုဖြိုခွင်းတယ်ဆိုတာကရိုက်နှက်မှမဟုတ်ဘူးတနေရာမှာတစ်ခုခုဖြစ်နေပြီဆိုပြီးတော့အင်အားတွေကိုခွဲထုတ်လိုက်တာမျိုးကအစစဉ်းစားနိုင်ရမယ်တကယ်လို့အဲ့လိုသွားပြီးတော့ပေါင်းတင်လားဒုတိမဟုတ်ဒီမှာအားကောင်းနေတာကိုမလိုလားလို့ခွဲကျင်တာလားဒါတွေကြာနာတော့တွေးရလိမ့်မယ်အဲ့လူတိုင်းရဲ့တန်ဖိုးတွေကိုလည်းကျွန်တော်တို့အသိမှတ်ပြုတယ်အထူးသဖြင့်ဗျာဒီဘန်တွေဟာအရေးကြီးဆုံးနေရာမှာရောက်နေတယ်အဲ့တော့ဘန်ဝန်ထမ်းတွေနေရာမှာဘာနဲ့သူတို့ကအစားထိုးမလဲတနက်ပြစ်ကောင်းတဲ့လူစစ်တိုက်ကောင်းတဲ့လူကဘန်ဝန်ထမ်းတယောက်နေရာမှာအစားထိုးလို့မရဘူးသူ့တန်ဖိုးနဲ့သူဒါကိုကျွန်တော်တို့ပြောချင်တာအဲ့တော့အခုနော်နိုင်ငံတကာရောက်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေကျွန်တော်တို့ရဲ့သွေးချင်းတွေဟာလည်းနေမအိတ်ညမအိတ်နဲ့ဒီမြန်မာနိုင်ငံအကြောင်းကိုဖြေနေရတယ်အမှန်တရားအောင်ပဲခံဖို့ဖြေနေရတယ်သူတို့တွေလည်းတန်ဖိုးရှိတယ်ကိုစီရှိကြတယ်စီဒီအမ်ကိုမျက်ခြေမပြတ်ပါနဲ့လူစုခွဲမခံပါနဲ့စီဒီအမ်အားကောင်းဖို့နံပါတ်1ပါအရေးတော်ပုံအောင်ရမယ်